ကိုယ်တိုင်စိုက်ထားတဲ့ဘူးပင်အညွန်လေးတွေချက်စားရရတာပါလည်းမမတူအဲကြောင့်ကျွန်တော်ဘူးညွန်လေးတွေကိုအညာချက်လေးချက်စားပါမယ်ခင်ဗျာအညာမှာလှုပ်ရှုပ်တဲ့ချိန်မှာဆိုရင်အများဆုံးဟင်းတစ်ခွက်ကတော့ဒီဘူးရွက်ဟင်းညိုလေးပဲဖြစ်ပါတယ်ကျွန်တော်တော့အညာချက်ကလေးချက်ပါပါခင်ဗျာဆိုတော့ဘူးညွန်လေးတွေကျွန်တော်လိုက်ခူးနေပါတယ်ဘူးညွန်လေးတွေကိုခုပြီးရင်တော့တခြားလေးအယိုးနဲ့အညွန်လေးတို့တခြားတင်မှာပေါ့နော်အမြင်ထဲတဲ့အမြင်လေးတွေလည်းကျွန်တော်တို့မယူအောင်ပြအမြင်လေးတွေတင်ပါမယ်ဘူးရွက်လေးတွေခူးပြီးဆိုရင်တော့တခြားလေးတင်မှာပေါ့နော်ရင်းကြီးတွေမပါတော့တခြားလေးတင်ပါလားခင်ဗျာကျွန်တော်တို့ဘူးညွန်လေးတွေတင်ပါမယ်ဆိုမှဟိုနောက်ကဘေဘီလေးတွေကလိုက်ရှုံနေပါတယ်ခင်ဗျာဘေဘီအမွာဘူးလေးပါခင်ဗျာအမွာဘူးလေးပါအမွာဘူးလေးလိုက်ရှုံနေပါတယ်ဘူးညွန်လေးတွေရောဒီမှာသူတို့တင်နေတယ်ဆိုရင်ကျွန်တော်တော့ထဲမဲ့အစာပလာလေးပေါ့ကျက်သွင်းလေးပဲတော့လေးပါမယ်ခင်ဗျာကျွန်တော်တော့အဲ့မှာကျက်သွင်းလေးပပလေးကျက်သွင်းလေးဦးတစ်လုံးလောက်ထည့်လိုက်တယ်ပေါ့နော်ကျွန်တော်ကြိုက်လို့ပါကျက်သွင်းလေးထည့်တဲ့အရာသာနဲ့မှုရမှုလို့လေကျက်သွင်းလေးတစ်လုံးပပလေးလီးပါတယ်ခင်ဗျာကျက်သွင်းလေးပပလေးတော့ဘူးရဲ့တင်ထားတဲ့ဟာလေးကိုရေလေးပြောင်းစီးပါမယ်သဲတွေပါရင်လည်းပြောင်းစီးပါမယ်ခင်ဗျာဘူးရဲ့ဟင်းညိုရဲ့အရသာကိုနောက်ဆုံးကျွန်တော်ကျက်သွင်းလေးအုပ်မှာဆိုတော့ကျက်သွင်းလေးကိုအခွန်မခွာဘဲနဲ့ထောင်းပါမယ်ခင်ဗျာအခွန်ထဲထောင်းဘူးမှုရပေါ့နော်ဘူးရဲ့ဟင်းညိုချက်ဖို့အစာပလာလေးရပါပြီငပိရဲ့ကျက်သွင်းရဲ့ကျက်သွင်းပမာကျက်သွင်းလေးထောင်းထားပါတယ်ရေလေးစတယ်ပါမယ်ကျွန်တော်တို့က9ရောက်6ဆာလောက်အရီတောက်လေးချက်မှာဆိုတော့နော်ရေလေးလည်းမြမလေးတည်ထားပါတယ်ခင်ဗျာ9ရောက်6လောက်အေးစေးတောက်လို့ရတယ်ပေါ့နော်ဘူးရဲ့နည်းနည်းလေးနဲ့ဟင်းညိုကချိုလေးနဲ့အရသာလည်းရှိတဲ့ဒါလေးချက်ဖို့ပေါ့နော်ဘူးရွက်လေးလည်းဆေးပြီးတော့စကားလေးနဲ့ဆက်ထားပါတယ်ဘူးရွက်ဟင်းညိုတွေမှာတော့ကျွန်တော်စီအများကြီးမထည့်ဘူးပြစီနည်းနည်းလေးဘူးရွက်ထည့်တဲ့ခါကျမှစီနည်းနည်းလေးပဲထည့်ပါပါခင်ဗျာဟိုရီလေးတွေပွက်လာပြီဆိုတော့ကျွန်တော်ငပိရထည့်ပါမယ်ငပိလေးထည့်ပြီးမှုေးလာပြီဆိုမှကျွန်တော်ကျက်သွင်းထည့်ပါပါခင်ဗျာငပိထည့်လို့ငပိလေးတွေမှုေးအနံလေးတွေမှုေးလာပြီဆိုမှကျွန်တော်တို့ဟင်းညိုမို့ကျက်သားမို့စားဒါပါပဲခင်ဗျကျန်တာဘာမှမထည့်ပါဘူးခင်ဗျအညာချက်လေးဆိုတော့အညာပုံစံတိုင်းလေးပဲချက်မှာပါခင်ဗျကျက်သွင်းလေးတွေထည့်ပြီးဆိုတော့ချုံမလေးတွေထည့်ပြီးခဏလေးအုပ်ထားပါမယ်ခင်ဗျခဏလေးပွက်တာနဲ့အတီးအရွက်ထည့်တော့မှာပေါ့ဗျဘူးညွန့်လေးထည့်တော့မှာကျွန်တော်တို့အညာသားဘူးလားမသိငပိအနံလေးရတော့မွေးနေပေါ့ဗျမကြိုက်တဲ့လူတော့မသိဘူးကျွန်တော်တို့ကြိုက်တဲ့လူတော့ငပိနံလေးကတအားမွေးတယ်ပေါ့နော်ငပိလည်းဒါလည်းပွက်နေပြီဆိုတော့ကျွန်တော်ဘူးညွန့်လေးတွေထည့်ပါပြီဘုံညလေးထည့်ရင်ကျွန်တော်ကျက်သွင်းလေးပဲတခါလေးထည့်မှာပေါ့နော်ပမာကျက်သွင်းလေးထောင်းတာဒီတခါလေးထည့်ပါပါထည့်ပြီးရင်ခဏလေးအုပ်ပြီးရင်တော့ဒါဘူးရဲ့ဟင်းမျိုးတစ်ခွဲရပါပြီစီလေးလည်းနည်းနည်းလေးထည့်ပြီနော်အများကြီးမထည့်ဘူးကျွန်တော်စီတိတ်မတော့စီထည့်ရတဲ့အကြောင်းရတော့ဒီကတော့ဘူးညွန့်လေးနည်းနည်းလေးအီးလေးဖြစ်တော့အောင်လို့စီလေးနည်းနည်းလေးထည့်တာပေါ့ရတာလက်ကပ်ပြီးဆိုတော့မိသားစု5 6စားလို့ရတဲ့ဘူးရဲ့ဟင်းမျိုးလေးရပါပြီစားကြပါဦးခင်ဗျာဘူးရဲ့ဟင်းမျိုးလေး